Hello မင်္ဂလာပါညီကိုတို့ကျွန်တော်တို့ဒီနေ့29ရက်6လ2025စနေနေ့မှာကျွန်တော်ပွဲစဉ်တွေများရှိတယ်အဲ့ဒါတွေက Premier League Serie A စပိန်လာလီဂါဘွန်ဒက်လီဂါတွေနော်ပြင်သစ်လီဂ်တွေချန်ပီယံရှိတဲ့အားလုံးရှိရတဲ့မှာအများကြီးပဲပွဲစဉ်တွေကတော့အဲ့ထက်မှာကျွန်တော်အကောင်းဆုံးဆိုတဲ့အသင်းတွေကိုရွေးထုတ်ပေးသားမယ်အဲ့ဒီထဲမှာနောက်ဆုံးမှာကျွန်တော်ကဘော်ဒါတို့အတွက်အကောင်းဆုံးဆိုတဲ့နှစ်သင်းကိုထပ်ပြီးရွေးထုတ်ပေးသွားမယ်အဲ့ဒါဘာတွေဖြစ်မလဲဆက်ပြီးကြည့်လိုက်အောင်ဗျာကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ဘာပွဲကိုရွေးထုတ်ပေးထားလဲဆိုတော့ Chelsea နဲ့ Brighton ပွဲ Chelsea နဲ့ Brighton ပွဲမှာPremier League ပွဲတွေအများကြီးရှိတဲ့မှာ Chelsea နဲ့ Brighton ကိုကျွန်တော်ဘာလို့ရွေးလဲ Chelsea ကသူက Liberty ရှုံးပေးတယ်၃လုံးတည်ရင်နဲ့ပိတ်ထားတယ်အဲ့လိုအခြေအနေမျိုးမှာဒီတလုံးမှာကျွန်တော် Chelsea ကလည်းတိတ်ရလက်မကောင်း Brighton လည်းအဝေးကွင်းဆိုရလက်လေးတွေစိုးတယ်ဒါပေမဲ့နောက်ဆုံးပွဲတွေမှာ AFM ကမှနှစ်တင်းစလုံးကနိုင်ထားတယ်ဒါပေမဲ့ Brighton က AFM မှာဂိုးပြတ်သွင်းပြီးတော့နိုင်ထားတယ်အဲ့ကြောင့်ကျွန်တော်ဒီနေ့မှာချယ်ဆီကလည်းလူချန်ခဲ့လို့တော့ထင်တယ်ကျွန်တော်ဒီပွဲအတွက်လေအဲ့ကြောင့်ကျွန်တော်ကဒီပွဲမှာချယ်ဆီမရှုံးနိုင်ဘူးလို့ထင်တယ်အဲ့တော့ကျွန်တော်ကချယ်ဆီဘော်ဒီကိုဘော်ဒါအတွက်ရွေးချယ်ပေးထားတယ်နောက်တစ်တင်းအနေနဲ့ကျွန်တော်ဘာပွဲဖြစ်မလဲဆိုတော့ကိုမိုနဲ့ခရီမိုနီမှာကျွန်တော်ခရီကိုမိုကနေပြီးတော့မှကျွန်တော်တို့တစ်လုံး40ရှုံးတယ်ဂိုးပေါင်းအနေနဲ့3လုံး90နိုင်နဲ့ပြန်ပိတ်ထားတယ်အဲ့ဒီမှာကျွန်တော်ကိုမိုကအခုလောဘော်ဒါကိုလည်းတည်တယ်ဘာဘီကနီးပြတဲ့အချိန်မှာကိုမောခြေတော့ကောင်းလာလဲမှန်တယ်ဒါပေမဲ့ခရီမိုနီကလည်းဒီရလေးမှာသူ့အနေထားလေးနဲ့သူ့အဆင့်နှန်းနဲ့သူရှိရလို့လည်းထင်တယ်ပွဲစဉ်တွေမှာလည်းသူခြေအဲ့လောက်ဆိုးဆိုးဝါးဝါဖြစ်တာတော့မရှိဘူးနောက်ဆုံးနှစ်ပွဲမှာသူတေကန်ထားနိုင်တယ်အဲ့လိုအချိန်ဒီမှာကျွန်တော်ကကိုပေါင်းစင်းနဲ့ဘော်လီစင်းနဲ့ချိန်လိုက်တဲ့အချိန်ကျွန်တော်ဒီပွဲကိုဘာပွဲကြိုက်မလဲဆိုတော့ကျွန်တော်ဂိုးပေါင်းအောင်နဲ့ risk ယူပြီးတော့ကြည်ကျင်တယ်မရှုံးနိုင်ဘူးလို့လည်းထင်တယ်အများဆုံးမှာ2C ဘက်ကရမယ်1ဒေါ်လိုပြီးသွားမယ်လို့လည်းထင်တယ်နောက်တစ်ပွဲအနေနဲ့ကကျွန်တော်တို့ဘာကိုရွေးချယ်ထားလဲဆိုတော့ Atletico Madrid နဲ့ Real Madrid ဒါဘီပွဲကိုရွေးချယ်ထားတယ်အပွဲကနှစ်သင်းစလုံးကနောက်လာမယ့်နေ့တွေမှာ Champions League တဲ့ကန်ရရှိတယ်နောက်တစ်ခုက Madrid နဲ့ Barca က Title Race မှာအမမခံနေအနေထားတွေအဲ့လိုရှင်တွေမှာတူတင်ကိုတင်ကန်ကြမယ်အနေထားမနေ့ကကန်သွားတဲ့ထဲမှာ Barca ကလည်းနိုင်သွားတယ်အဲ့လိုအခြေအနေမှာ Madrid ကနေပြီးတော့မှ level 30ရှုံးဂိုးပေါင်းအနေနဲ့3လုံး40နိုင်နဲ့ပြန်ပေးထားတဲ့အချိန်မှာကျွန်တော်ဘာကြိုက်လဲဆိုတော့ဒီနှစ်ပွဲမှာကျွန်တော်Vinicius Junior တို့အမဘာပေတို့ဦးဆောင်လာမဲ့တိုက်စစ်အတွဲကိုကျွန်တော်ပိုကြိုက်တယ်အဲ့တော့ Real Madrid body ကိုရွေးချယ်ထားတယ်နောက်တစ်ပွဲအနေနဲ့ကျွန်တော် Mainz နဲ့ Dortmund မှာမိန်ကွင်းမှာ Dortmund ကနေပြီးတော့ level 80ရှုံး3လုံးသိပ်ဆိုတဲ့ပေါက်ကြီးမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်ကဒီပွဲမှာ Dortmund လာမဲ့ဘက်မှာချန်ပီယံလိကန်ရလည်းရှိတယ်အဲ့လိုအချိန်တွေမှာကျွန်တော် Dortmund ဒီပွဲမှာအနည်းဆုံး60 80တော့ရင်ရလိမ့်မယ်ဒါပေမဲ့စွန်ကားကြည့်ရင်ဒေါမွန်နဲ့ပဲကျွန်တော်နေဖို့ဆုံးဖြတ်ထားတယ်ဒေါမွန် body ဖြစ်တယ်နောက်တစ်ဝဲနေတာကျွန်တော်ဝူဘတ်နဲ့ Leipzig ဝူဘတ်နဲ့ Leipzig မှာကျွန်တော် Leipzig ကတော့ Champions League ကန်ရမရှိဘူးဝူဘတ်လည်း Champions League ကန်ရမရှိဘူးအဲကြောင့်နှစ်သင်းစလုံးကဒီထဲမှာအားထည့်လိုက်အဲ့တော့ Leipzig ကလည်း Title Race လို့မှာ1 to 4ပေါ့1 to 4မှာရခြင်းတယ်ဝူဘတ်ကလည်းပွဲဆက်လေးတွေအဲ့လိုမျိုးခြေသွားကစိုးပေမဲ့လို့ရလက်လေးတွေကစိုးရလာခဲ့အဲ့တော့ကျွန်တော်ကဒီနေ့ပွဲမှာဝူဘတ်ကလည်းနိုင်ဖို့ကြိုးစားလာလိုက်အဲ့တော့နှစ်ဖက်တွင်းကိုတွေကိုမြင်တွေ့ရမယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့တော့ကျွန်တော်ဒီနေ့ပွဲကိုကျွန်တော်ကိုးပေါ်ရွေးချယ်ထားတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်ထပ်ပြီးတော့ဘော်ဒါတို့အတွက်မောင်းရိုက်မယ်ဆိုလို့ရှိရင်တွဲဖို့လေးကျွန်တော်ထပ်ပြီးရွေးချယ်ပေးသွားခြင်းနဲ့အဲ့ဒါလေးကကျွန်တော် Stoke City နဲ့ Preston အဲ့နှစ်ပွဲကကျွန်တော်တို့မောင်းထဲမှာတွဲမဲ့ဆိုရင်တော့ဘော်ဒါတို့ Stoke City ပေါက်ကြီးကတဲ့80ရှုံးနောက်အနေထားမှာ Preston ကတော့ Preston Stoke City ကကျွန်တော် North Wing နဲ့တဲ့80ရှုံးဂိုးပေါင်းနှလုံး100ရှုံးပေးတာ Preston က Bristol နဲ့ level 40ရှုံးနှလုံး80ရှုံးဆိုတဲ့အမောင်းနဲ့ပိတ်ထားတဲ့အချိန်မှာကျွန်တော်ကတော့ဒီနှစ်တင်းချန်ပီယံရှစ်မှာဆိုရင်ဒီ Stoke City နဲ့ Preston ကိုခြိုက်ဆုံးဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေ့29ရက်6လ2025အတွက်အကြိုက်ဆုံးနှစ်ပွဲကိုရွေးချယ်သွားပေးမယ်ဒီပွဲတွေရွေးချယ်ပေးခင်ကျွန်တော် channel ကိုကြည့်ရှုလို့ဘောတော့အတွက်အကျိုးဆုံးတရားရှိတယ်ဆိုရင် like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်အခုအဲ့နှစ်ပွဲကကျွန်တော်ဘာတွေဖြစ်မလဲဆိုတော့ကျွန်တော် Chelsea နဲ့
ဘူးဘတ်ပွဲစဉ်ဖြစ်တယ်အဲ့နှစ်ပွဲကဘာလဲဆိုတော့ Chelsea Bori နဲ့ဘူးဘတ်ဂိုးဘောကိုကျွန်တော်ကြိုက်ဆုံးဖြစ်တယ်ဒီနေ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် channel ကို like and subscribe လုပ်အားလို့ရပါတယ်ကျေးဇူးပါ